ကဘာပေါ်မှာထီးကျန်ဆုံးအိမ်လို့နာမည်ကြီးနေတဲ့ဒီအိမ်လေးကိုတော့မြင်မှုကြမှာပါတချို့ကဒီအိမ်လေးမှာနေရတာထီးကျန်ဆန်ပါပဲလို့ထင်ကြပေမဲ့တချို့ကြတော့လဲစိမ့်လန်းတဲ့မြက်ခင်းပြင်တွေလက်ဆက်တဲ့ပင်လယ်လေညင်းတွေနဲ့စိတ်အေးချမ်းပျော်ရွှင်စရာကောင်းနေတဲ့အသွင်ပြင်တွေကြောင့်မလို့သူတို့ရဲ့ dream home လို့သတ်မှတ်ကြပါတယ်ပင်လယ်ပြင်လေကကျွန်းအစွန်းလေးပေါ်မှာတကူတဲ့တည်ရှိနေတဲ့ဒီအိမ်ကြီးမှာတကယ်ရောလူတွေနေထိုင်ရဲ့လားဒီအိမ်လေးကအိုက်စလန်နိုင်ငံရဲ့ LED ကျွန်းပေါ်မှာတည်ရှိပါတယ်အင်တာနက်ပေါ်မှာတော့ဒါကကဘာကျော်အဆိုတော်တွေဘီလီယံနာတွေပိုင်တဲ့ကိုပိုင်စိန်ခံကျွန်းလေးဆိုပြီးတော့ကောလာဟာလာတွေထွက်ခဲ့ပူပါတယ်တကယ်တမ်းတော့ဒီအိမ်လေးကို1953ခုနှစ်မှာအမဲလိုက်အသင်းဖြစ်တဲ့ Harding Association ကနားနေစကန်အဖြစ်ဆောက်လုပ်ခဲ့တာပါဒီကျွန်းမှာအခြေချနေထိုင်တဲ့လူတွေမရှိသလိုအိမ်ထဲမှာလည်းလျှက်စစ်မီးနဲ့ရေပိုင်လိုင်းတွေမရှိပါဘူးရေလိုအပ်ချက်ကိုတော့မိုးရေခံပြီးတော့စူဆောင်းပြီးတော့အသုံးချရတာပါဒီကျွန်းလေးကိုပိုင်ဆိုင်သူတွေကလည်းကောလာဟာလာတွေထွက်တယ်လို့လူတဦးတယောက်တည်းကပိုင်တာမဟုတ်ဘဲနဲ့ LED အမဲလိုက်အသင်းကပဲပိုင်ဆိုင်တာဖြစ်ပါတယ်ဒါပေမဲ့2000ခုနှစ်အိုက်စလန်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ဒါဗစ်အော်ဆန်ကအဲ့ဒီအချိန်ကကမ္ဘာကျော်အိုက်စလန်ဆိုတော့ဘျော့ကိုကျွန်းတကျွန်းလက်ဆောင်ပေးမယ်လို့ပြောခဲ့ပါတယ်ဒီလိုပြောခဲ့တဲ့စကားတွေကြောင့်မလို့ဒီကျွန်းလေးကိုပြောပိုင်တယ်ဆိုပြီးတော့လေလူတွေကထင်ကြပါတယ်အဲ့လိုထင်မြင်တာကြောင့်မလို့အိုက်စလန်ဝန်ကြီးချုပ်ကိုအဲ့ဒီအချိန်ကအိုက်စလန်ပြည်သူတွေကလည်းအပြင်းထန်ဝေဖန်ခဲ့ကြပါတယ် brother တို့ sister တို့အနေနဲ့လည်းဒီကျွန်းလေးကပြင်းစရာကောင်းတယ်လို့မြင်လားဒါမှမဟုတ်ရင်စိတ်ကူးအိမ်မက်ထဲက dream home လေးလားဆိုတာကိုဖြေခဲ့ပေးပါအောင်ဗျ